Okay ဒီနေ့မှာတော့အဲ့ဒီကိုကျွန်တော် message ဆော့ပြမှာဖြစ်ပါတယ် Okay ပွဲကိုသွားကြအောင်ကျွန်တော်ဖုန်းကတော့ဒီခါလေး record တန်းယူလို့မရတဲ့ video ကိုရိုက်ပြီးမှကျွန်တော်ပြန်ယူရတယ်ပေါ့နော်ကျွန်တော်ဒီမှာအခုပုံမှာရောက်နေတယ်ကျွန်တော်တော့အချိန်မှာကျွန်တော်ပုံနေရပါဗျာကျွန်တော်ဒီမှာ create လေးပါတယ်ထွက်စားတယ်စားပြီးမှသူထွက်လာဆောင်သူလှုပ်ချင်တာကျွန်တော်ဒီမှာကျွန်တော်ကသူ့ကိုကျွန်တော်ပတ်စပြန်ပြီးအောင်သူနာကတ်လိုက်တယ်ပြီးရင်သူကကျွန်တော်ကြီးခွန်းနဲ့တောက်လျှောက်ကန်လာဗျာအဲ့မှာကျွန်တော်က1 2လေး3ရဲ့အတိုင်းလေးပြန်ပုတ်ထုတ်လိုက်မတူဖောက်သွားပြီအဲ့တော့ကျွန်တော်လေးပြန်ပတ်လိုက်တယ်ပေါ့ဗျာဒီမှာဆိုရင်လည်းဗျာမှာချောင်းလေးက GoPro လေးကကျွန်တော်တို့ကြုံနေတာအမှကျွန်တော်ရဲ့ border နဲ့ကျွန်တော် GoPro လေးဝိုင်းပြီးကိုဆွဲလိုက်တယ်ဗျာ GoPro လေးကိုပြောတာပဲဟာထင်တယ်တော့လည်းမခတ်ပါဘူးကျွန်တော်ဒီမှာမေးလေးတွေကိုဆင်းနေ Okay ကျွန်တော်ဒီမှာအောက်မှာကျွန်တော် border ကျွန်တော်ဒီ Kimi လုံးဝင်ပြောကျွန်တော် Kimi ဝင်သွားတယ်ကျွန်တော်အဲ့မှာ drone roll နဲ့ဝင်သွားတာရင်သားစရာကြီးကျွန်တော်မရပါဘူးတဲ့ကျွန်တော်ငယ်ချင်းရပါတယ်ဟောစင်မပြေဘူး Okay အပေါ်မှာသူကျိုးဆွဲလွယ်ကျွန်မလမ်းမဝင်လာတဲ့ခြောင်လေးကိုကျွန်တော်တို့ဖုတ်မယ်ပေါ့ဗျာဆိုတာသူကဘက်ကက်တွေပြန်ချလာဗျာ၄ရောက်လောက်ပြန်ချလာတော့ကျွန်တော်လည်းမပတ်ရှင်နဲ့ပတ်လိုက်ရတယ်အဲ့မှာချောင်းလှုပ်ရှင်နေရဗျာဒါပေမဲ့ကျွန်တော်လည်းသူကပြန်ပတ်သွားကျွန်တော်လည်းပတ်လိုက်တယ်ရှစ်ကျွန်တော်မလေးမရောင်ချာလေးလုံနေချင်ဝင်လာကျွန်တော်တို့နေ2မှတ်ဖမ်းပေးလိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ friend ကိုလေးက Kimi ကိုပြေးကြကျွန်တော် hack လေးကိုတီးလိုက်အဲ့မှာ GoPro လေးကကျွန်တော်တို့ဘက်ကကောမရမကောက်လိုက်သေးနေတော့ကျွန်တော်လည်းရှော့သွားတယ်အဲ့မှာကျွန်တော်ပြောချင်တာချောင်းဘာလုံနေတာလေကျွန်တော်စောက်လာပြအောင်နေအဲ့ကျွန်တော်ပေါ်လာသူဆွဲမိအဲ့ကျွန်တော်စောက်ပြီးကျွန်တော်ပြန်တီးထုတ်လိုက်အစလာလေးပြေးနေတာဗျာဒါပေမဲ့ကျွန်တော်က drone roll နဲ့ဖမ်းပြီးတော့ပြန်တီးထုတ်ပေးလိုက်Okay ဒီမှာ Kimi ကျွန်တော်လုပ်ဖို့စဉ်းစားတာမလုပ်ဖြစ်လိုက်ပါဘူးသူ့ယုံလာခဲ့ရဲ့ friend ကကျွန်တော်လည်းမယုံတော့ဒီဘက်ချိန်မှာစောက်အောင်အဲ့မှာသူ့ဘက်ကအဖွဲရဝိုင်းတမကျွန်တော်လည်းဝင်မလုပ်သေးပါဘူးသူတေကန်ဒီမှာလုပ်မယ်ဆိုပြီးကျွန်တော် drone roll နဲ့ဝင်သွားတယ်ဆိုတော့ဒီကောင်ကဝင်တော့ crown ခဲပါဗျာကျွန်တော်သူတေရလိုချင်ခဲ့ရအောင်အဲ့မှာဟဲကလာသူကတော့ဘာလို့လဲမသိကျွန်တော်တော့တောက်လျှောက်လိုက်ကျွန်တော်သူ့ကိုမလိုက်ပါနဲ့ဆိုကျွန်တော်တောက်လျှောက်ဖြီးနေရတာဗျာလိုက်ပါနဲ့မလိုက်ပါနဲ့ဖြီးရသူကမလိုက်လာပါဘူးဒါပေမဲ့ကျွန်တော်ဟဲကအောက်မှာရှိမှန်းသိရကျွန်တော်အောက်ချုံတော့မသွားတော့အပေါ်သွားမယ်ဆိုဝိဝိနဲ့လှုပ်နေရကျွန်တော်ချောင်းရဆောက်ဦးနဲ့ဖြတ်တက်တော့အဲ့မှာဆောက်ယူရရှော့ကျွန်တော်ပြတ်ပတ်ပါအဲ့ကျွန်တော်မင်းလေးမတည့်အပြင်ရောက်လာဗျာအဲ့မှာကျွန်တော်အလှလေး3မှန်းဒါပေမဲ့ကျွန်တော်ရှော့သွားပါတယ်အဲ့မှာကျွန်တော်ဒီမှာတော့လိမ့်လေးပါလေးဖြတ်ရှင်းနေကျွန်တော်မလိမ့်ရှင်းကောင်းလေကကျွန်တော်စောက်နေကျွန်တော်မသိဘူးအဲ့တော့ဟဲကပြေးသွားတော့တွေးလိုက်တယ်ပေါ့ဗျာအဲ့မှာ brother တို့မကြည့်လိုက်ကျွန်တော်မားတာဗျာကျွန်တော် drone roll ရင်တန်းခွဲလိုက်မှာ2 3လိုက်အမားပါအဲ့မှာကျွန်တော်တခါရှော့သွားရပါ sorry 4ရောက်ပါဗျာနော်ကျွန်တော်ထရှော့ရတယ်လို့အဲ့မှာဟဲက play အမောင်ချပြီကျွန်တော်အမဟဲကလေးကိုလိုက်တီးလိုက်တာဗျာအန်ဂျလာလေးကပါဆက်ဆွဲလိုက်ဒီဝဲတော့အန်ဂျလာဟိုက်ပါဗျာကျွန်တော်ဘက်ကဟိုက်ပါလေးအန်ဂျင်ဖေးနေတော့အဝါကတင်ရထောင်ဝိုင်းပေါ့ဗျာနော်ကျွန်တော်ကတော့အကောင်းဆုံးအသက်နိုင်ဆုံးရုံးပြီးရတယ်အဲ့မှာပါစားတယ်ဆိုကျွန်တော်ဘောသားမှာလုံမေးသူကျိုးဆွဲမမီကျွန်တော် friend ကိုဝင်သွားတာမသိရခါကျကျွန်တော် fake ပြလိုက်ခဲ့ဗျာ fake ပြတော့လည်းရှုံးဝင်တော့ကျွန်တော်မှတီးရောက်လိုက်ပြီးနှကောင်လုံးကျွန်တော်တို့တော်ချပါပါတယ်အဲ့လေးကိုမကျင်းနေဆိုတော့လောက်ကြီးကြီးကမမဘူးပေါ့ဗျာကျွန်တော်အမှပြန်ဖက်လိုက်အဲ့အချိန်မှာကျွန်တော်ရဲ့ဒိုဝါရီလေးကချောင်းပြေးနောက်မှကြည့်လိုက်ဗျာချောင်းလိုက်ကဲဒိုဝါရီလေးကပပြေးနေရကျွန်တော်ကမသိပါနဲ့ထိုင်ပြောနေရဗျာဘာကျွန်တော်လည်းတစ်ဖက်မှမလဲဘူးကျွန်တော်ပြီးတော့မချစ်ဆောရဗျာချမ်းမီကများဆိုပဲမရအောင်အဲ့မှာဟဲက friend ကို play လိုက်လာတယ်လူ friend ကိုပြန်ဆွဲပြီးတီးခဲ့တယ်ကျွန်တော်ကပြန်တီးပေးတယ်အဲ့မှာဟဲကလေးပြန်ရှော့သွားအဲ့ကျွန်တော်2ပါးစပ်2ပေါ့ဗျာအဲ့အနေထားကိုပြန်ရောက်သွားတယ်အဲ့ချိန်မှာကျွန်တော်ဘက်က Nova ရလေးတောင်းလေးပြန်တော့ထွက်လာတယ်ကျွန်တော်ကတော့မလိမ့်မှာရစ်တီလုံးနေအဲ့မှာကျွန်တော်တွေးလိုက်တာချောင်းအပေါ်မှာလို့ Nova ကြီးတော့ကန်ပါလို့ကျွန်တော်ကပြန်သွားတာကျွန်တော်တန်းခေါ်ပြီးတော့ပြန်သွားအချိန်မှာဘာဖြစ်လဲတော့ဇလန်အမစားပဲကျွန်တော် Nova ရက်လေးရှိဦးတန်ချောင်းမရမကောက်ဝင်လာတာလို့
ဘာကြီးကိုပြန်ကောက်အဆူရလဲတူးလွယ်ဖရောက်ကလည်းဝမ်းလွယ်ကျွန်တော်ပြန်ဖက်မယ်လုပ်တယ်ဒါပေမဲ့ကျွန်တော်ပြန်တီးချုပ်လိုက်ပါတယ်အဲ့မှာကျွန်တော်ကဖမ်းတာကျွန်တော်တို့ရေဆိုရဖရောက်ကိုရောက်တယ်ပြန်တော့တီးရင်မှာဟဲကပါရောက်လာတော့ကျွန်တော်ပြန်ပတ်လိုက်တယ်โอเคကျွန်တော်တွေးပြီးတော့လေးရွာလေးရှင်းနေပေါ့ဗျာဇလန်ဘယ်မှာစားလဲဆိုဇလန်ဒီမှာစားဘယ်တော့တရားကြည့်တာကျွန်တော်ဘာမှဟွာလဲဆိုတော့အဲ့မှာစာမှာဟွာတာအဝင်အထွက်မှာဟွာတာပေါ့ဗျာကျွန်တော် friend ကိုတီးနေချင်းကျွန်တော်ကအဲ့မှာ1လေးတော့ဝင်နေပြီးတော့ကျွန်တော်ကမေးလေးကိုပြန်ကောက်လိုက်ရောဒီညမို့ဒီညမှာပြန်ရတယ်ကေမီရတယ်ကျွန်တော်ကေမီလိုက်ဖို့ချောင်းလိုက်ဗျကျွန်တော် magic ဆော့ရတော့ကျွန်တော်အလောက်ကြီးတော့မတိုးလိုက်ကဲကျွန်တော်ဒီမှာဘာထလုပ်လဲဆိုရင်ကျွန်တော်တင်ရှင်းတယ်ဘာသာရှိုးလိုက်အဲ့ဒီ magic တန်းလေးကိုချောင်းကြည့်တွေးတော့တန်းကြောက်ပါကျွန်တော်ဖင်ရရုံကိုဆက်လိုက်ရဘုံဘုံပြထားတယ်ကျွန်တော်တွေးရတော့ကြောက်ပါတဲ့နိုင်သွားလို့ဆိုမနိုင်ပါဘူးရုံးတော့ရုံးပြီးခဲ့တာရှုံးရတယ်ပဲတက်နိုင်မယ်